ကပွဲကြီးဟာအောင်မြင်စွာပြီးဆုံးသွားပြီလို့ဆိုတော့လည်းပဲအေးချမ်းချမ်းဖြစ်ခဲ့တာတော့မဟုတ်ဘူးဗျ။ဂျပန်ပွဲစည်းတွေအနေနဲ့အဝေးကနေလက်တကြီးနဲ့ပစ်တယ်။နောက်လက်နက်ငယ်တွေနဲ့ပစ်တယ်။ drone တွေ fixed wing တွေနဲ့တိုက်ခိုက်တယ်။ short တိုက်တုံးနဲ့ပစ်တယ်။အတံပေးမိုင်းတွေခွဲတယ်။မဲဆန္ဒရှင်ပြည်သူတွေကိုဝါရဖြန့်6လန်တာတွေလုပ်တယ်။နောက်ချက်ဖြစ်စည်းမှုများစွာတွေကနေပြီးဆုံးအောင်ဆောင်ရွက်ခဲ့ရတာပါ။သူတို့တွေအခုလိုမဲပေးနိုင်အောင်တတ်နိုင်ကြများအကာအကွယ်ပေးခဲ့ကြတာနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့အစည်းကပုံကိုယ်တွေကိုသူကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီနေရာကနေပြီးတော့ပါတီတရားလုံးရဲ့ကိုစားကျွန်တော်ပြောကြားလိုပါတယ်။ဒီပွဲဟာဓမ္မနဲ့အာရမတို့ရဲ့ပြိုင်ပွဲနောက်ဆုံးမှာဓမ္မကသာအနိုင်ရရှိသွားတယ်ဆိုတဲ့ပြရုပ်ကိုတက်တည်ထူနိုင်တဲ့ပွဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မြန်မာနိုင်ငံရဲ့2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးဟာပြီးခဲ့တဲ့ဇန်နဝါရီလ25ရက်နေ့မှာအောင်မြင်ပြီးဆုံးသွားပြီဖြစ်ပါတယ်တကယ်တော့ဒါအေးချမ်းချမ်းနဲ့အနောက်ရှက်အဖြစ်စီးမရှိဘဲနဲ့ပြီးဆုံးသွားခဲ့တာတော့မဟုတ်ဘူးဗျတတ်နိုင်သမျှနောက်ရှက်ဖြစ်စီးလူသူတွေကကြိုးစားပန်းစားနောက်ရှက်ဖြစ်စုမှုတွေမြောက်များစွာကြုံရပါတယ်အကြမ်းဖက်ဖွဲ့စည်းတွေအနေနဲ့အဝေးကနေလက်တကြီးနဲ့ပစ်တယ်နောက်လက်နက်ငယ်တွေနဲ့ပစ်တယ် drone တွေ fixed wing တွေနဲ့တိုက်ခိုက်တယ် short တိုက်တုံးနဲ့ပစ်တယ်အတံပေးမိုင်းတွေခွဲတယ်မဲဆန္ဒရှင်ပြည်သူတွေကိုဝါရဖြန့်6လန်တာတွေလုပ်တယ်အဲ့တော့နိုင်ငံတော်ကဗိုလ်ချုပ်ဇော်မင်းထွန်းတို့တရားဝင်ပြောကြားချက်တွေအရကျွန်တော်မှတ်သားမိတာကတော့အပိုင်း1မြို့နယ်102မြို့နယ်မှာ73မြို့နယ်မှာအလားတူနောက်ချက်ဖြစ်စီမှုတွေရှိခဲ့တယ်အလားတူပဲအပိုင်း2မြို့နယ်100မှာ10မြို့နယ်မှာရှိခဲ့တယ်အပိုင်း3 61မြို့နယ်မှာ17မြို့နယ်မှာအခုလိုနောက်ဆက်ဟန်တာဖြစ်စီမှုတွေ6လမှုတွေရှိခဲ့တယ်လို့ပြောပါတယ်ဒီလိုတွေနောက်ဆက်ဖြစ်စီမှုတွေကြောင့်တစ္ဆာရှိနိုင်ငံဝန်ထမ်းတွေအပြစ်မဲ့ပြည်သူတွေအဆုံးထိခိုက်ဒဏ်ရာရမှုတွေလည်းရှိခဲ့ပါတယ်ဗျာဒီအတွက်ကျွန်တော်တို့အများကြီးစိတ်မကောင်းဖြစ်ရပါတယ်အဲ့တော့ရွေးကောက်ပွဲကြီးဟာအောင်မြင်စွာပြီးဆုံးသွားပြီလို့ဆိုတော့လည်းပဲအေးချမ်းချမ်းဖြစ်ခဲ့တာတော့မဟုတ်ဘူးဗျနိုင်ငံတော်ကတော့လွတ်လပ်တရားမျှတပြီးပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲဖြစ်အောင်တတ်နိုင်သမျှကြိုးပမ်းဆောင်ရွက်ခဲ့တယ်ဘယ်တော့မှမတူတဲ့ကျွန်တော်တို့နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေဖိတ်ကြားတယ်ပြည်တွင်းမီဒီယာတွေပြည်ပမီဒီယာတွေကျွန်တော်မြန်မာနိုင်ငံအခြေစိုက်တန်ယုံကပုံကိုယ်တွေဒါတွေရဲ့ရှေ့မှာတက်တည်တက္ကရာရှေ့မှာအသေးချာဆောင်ရွက်ခဲ့တဲ့ပွဲဖြစ်ပါတယ်သို့တော်လည်းပဲကျွန်တော်စောစောကတင်ပြခဲ့သလိုနောက်ဆက်ဖြစ်စည်းမှုများစွာတွေကနေဒါပြီးဆုံးအောင်ဆောင်ရွက်ခဲ့ရတာပါဒီအတွက်မြေကောက်ပွဲကိုစီရင်ကျင်းပပေးတဲ့နိုင်ငံတော်တာဝန်ရှိအဖွဲ့အစည်းတွေအန်ဒီရီကြားတွေကနေပြီးတော့အသက်နဲ့ခန္ဓာကိုအလေးမထားပဲသူတို့လိုချင်တဲ့ဒီမိုကရေစီပန်းတိုင်ကိုရောက်အောင်လာပြီးတော့ခက်ခဲကြရနေပြီးတော့မင်းပေးသွားကြတဲ့ကျွန်တော်မဲဆန္ဒရှင်တိုင်းရင်းသားညီကိုမောင်နှမတွေသူတို့တွေအခုလိုမဲပေးနိုင်အောင်တတ်နိုင်သမျှအကာအကွယ်ပေးခဲ့ကြတာနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့အစည်းကပုံကိုယ်တွေကိုအထူးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီနေရာကနေပြီးတော့ပါတီတရားလုံးရဲ့ကိုစားကျွန်တော်ပြောကြားလိုပါတယ်ဒီနေရာမှာကျွန်တော်ဘာလို့သွားတွေ့တယ်ဆိုတော့ဒီလိုခက်ခဲကြနေပြီးတော့ပြည်သူတွေဟာသူတို့ဖြစ်စေခြင်းနဲ့ဒီမိုကရေစီပန်းနိုင်ကိုရောက်အောင်ခက်ခဲတွေကြားရနေပြီးတော့ဆုံးလို့စွန့်စားစွာနဲ့မဲပေးကြတဲ့သူတို့ရဲ့ဖြစ်လို့တဲ့စိတ်ဓာတ်ဖြစ်ခြင်းနဲ့ဆန္ဒဒါကိုကျွန်တော်သွားတွေ့ပါနောက်တစ်ချက်ကလည်းဒီပွဲဟာဓမ္မနဲ့အာရမတို့ရဲ့ပြိုင်ပွဲနောက်ဆုံးမှာဓမ္မကသာအနိုင်ရရှိသွားတယ်ဆိုတဲ့ပြရုပ်ကိုတက်တည်ထူနိုင်တဲ့ပွဲလို့ဒီလိုလဲပြောလို့ရပါတယ်ဗျာပြည်သူတွေဘက်ကတော့တာဝန်ကျေခဲ့ပါပြီနိုင်ငံတော်ဘက်ကလည်းတာဝန်ကျေခဲ့ပါပြီကောက်ခံကိုယ်စားလှယ်များဘက်ကပဲကျွန်တော်ရှေ့ခီးမှာနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့ကျွန်တော်ပါတီရဲ့ဆောင်မှုဖြစ်တဲ့ပုံမခိုင်မှာပြည်မြန်မာကြီးဖြစ်ထွန်းပေါ်ပေါက်ဖို့အတွက်ကျွန်တော်ဘက်ကလည်းအစွမ်းကုန်စူးစမ်းဆောင်ရွက်သွားပါမယ်လို့ဒီနေရာကနေပဲကျွန်တော်တို့ပါတီတရားလုံးရဲ့ကိုစားကျွန်တော်ကထပ်မပြီးခရီးကိုပြုရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်